နဲ့တော့ကျွန်တော်ပဲရားရတဲ့တောင်းပါရဗျာမပါနဲ့ဟောစတောင်းမပါနဲ့ဟောဒီလိုကတော့အောက်ကပြိတ္တတွေကဘယ်တော့မှမရှိကြဘူး တိတ်တော့မကြီးပါဒီတော့ကြီးရဲ့အရန်တော့မကြီးကြဘူးဟိုပါလေနောက်ထပ်ရီဖို့ချန်တာနောက်ဆုံးနောက်ထပ်ရေးဖို့ချန်တာ တသိန်းလုံးသားဆရာကြီးကိုလေးမြားတသိန်းပြီးတော့ဇွဲထဆိုလားဟာလည်းမသိဘူးအဲ့လေးမြား3သားဒီလည်းပါမှာခွဲမှာတော့ပြော6ယောက်တော့ တယောက်တော့ပေါ့ ဆရာဖိုးသေးပါလားမပါဘူးမပါဘူးနော်မပါဘူး ဒါရှင်လည်းရအောင်တရားပေးမယ် သူကနည်းနည်းဟိုဘယ်လိုကောမလဲအရက်ကိုချွေတာပြီးတော့သုံးနေတာပေါ့ တမီးကကောင်းငယ်အထိပြောပါတယ် ကောင်းငယ်အထိပြောတယ်။အော်ကောင်းငယ်အထိပြောတယ်။သမီးရော လုံးဝအများကြီးပြောပါတယ် သမီးရော ဘူးလည်းပြောပါတယ်တမီးကသူတို့ထပ်ပိုးပြောတယ် သမီးရော သူတို့ထက်အကုန်ပြော အော်အဲ့ဒါငါမပြောတော့ဘူး